အရန်ကြိုက်ပြီးမဲ့ခဏခဏချက်မစားဖြစ်တဲ့ဟင်းလေးကိုဒီနေ့မှတော့ချက်စားထားပါတယ်ချက်ရတဲ့နဲ့ဘာလို့ခဏခဏချက်မစားတာလဲဆိုတော့ဒီဟင်းချက်ရင်ထမင်းနေအများကြီးစားမိလို့ပါအမဆုံးဝက်သားလေးတွေကိုရေးစေးတက်ဆင်ထားလိုက်ပါတယ်။နီးတေးသေးနှုတ်နှုတ်လေးထတာလေးတွေကိုထည့်လိုက်မယ်။ခွန်ခွာပြီးတော့အစီထုတ်ထားတဲ့ခရမ်းညင်သီးလေးတွေကိုလည်းထည့်လိုက်ပါတယ်။စီလေးပန်းနဲ့လေးထည့်မယ်။စားအချိုမုံအယောင်တင်စနွန်ချင်းချက်သွံပြူထောင်းထားတာတွေကိုလည်းထည့်လိုက်ပါတယ်။ပါဝင်ပစ္စည်းတွေအားလုံးတမသွားအောင်ရောပြီးတော့နယ်လိုက်ပါတယ်။ညစ်ချင်ကိုတော့ပထမတရေးစီးလိုက်တယ်အဲ့ဒီနောက်မှာရေမြန်းမြန်းနဲ့ပုတ်ပွက်ဆူနေအောင်ပြုတ်ပြီးတော့ရေပြန်သွင်းရေးစီးပြီးတော့မှထည့်လိုက်ပါတယ်လုံးရီလေးနည်းငယ်ထည့်ပြီးတော့ဟင်းရိုးစတည်လို့ရပါပြီရှင်ရေကိုတော့ကိုလိုချင်သလောက်ထပ်ထည့်ပြီးတော့ဝက်သားလေးတွေနူးဤလာပြီဆိုလို့ရှိရင်တော့ချက်ပါပြီရှင်ကိုကပုံမှန်ဆိုရင်လေဝက်သားကိုအစီခောက်ရမ်းကြိုက်တယ်လို့မဟုတ်ပေမဲ့ဒီဝက်သားနဲ့မြစ်ချင်းဟင်းမှာတော့အစီခောက်တွေကိုနူးဤဆက်နေအောင်တည်ပြီးတော့စားရတာကိုအရမ်းကြိုက်ပါတယ်ဟင်းနေပုံနေရင်တော့လေနောက်ရက်မှာရှမ်းခောက်ဆွဲပတ်တီဝယ်ပြီးတော့ညစ်ချင်ခောက်ဆွဲလေးလှုပ်စားရင်လည်းအရန်ကိုစားလို့ကောင်းတဲ့ဟင်းပါရှင်ညစ်ချင်ရင်နဲ့တွဲစားဖို့နောက်တဲ့ဟင်းလေးတစ်ခွက်ကတော့ပဇွန်ရွက်ကိုချက်သွံပြူလေးစီတက်ပြီးတော့ငရုတ်ကောင်ခရူးစီနဲ့မှုမွေးလေးနဲ့ကြော်လိုက်ပါတယ်ရှင်ညစ်ချင်ရင်ချက်လို့ရှိရင်မပမဖြစ်ငရုတ်သီးစားတောင်းလေးပါဒီနေ့ချက်တဲ့ဟင်းလေးတွေကတော့ကိုကြိုက်တဲ့ဟင်းလေးကြီးမို့လို့ဝိုင်းရင်လည်းဝါပစီတော့ထမင်းကိုတော့အဝါကြိတ်လိုက်ပါအောင်ပဲရှင်အားလုံးကျေးဇူးတင်ပါတယ်